စံလုံးကိုင်းမယ်ဆိုရင်အာလီဘိုင်းမှာဘက်တွေပါသွားပြီးတော့နောက်ပြီးမနောက်ရင်တော့မှဝေရှင်တွေပါသွားပြီးတော့ပြပါတော့ဟိုဘက်ဟိုက်ပါအာယုံနည်းနည်းနောက်အောင်လို့ဗျာဒီမှာဆိုရင်ကြီးဗျာခြောင်နေနဲ့ကျွန်တော်နောက်ကိုလိုက်လာပြီးလိုက်လာရင်ကိစ္စမရှိဘူးတခင်ကြီးစမ်းဆိုတာဘယ်နေရာသက်သွားလုံးဝကင်းရှင်းတယ်ကွာဖန်နီက red belt မှာဆိုတော့ red belt မှာထပ်ပြီးတော့သွားပြီးတော့နောက်လာကြည့်အောင်တင်းကသွေးဆက်လေးနဲ့ငါခုံပြီးတော့ရိုက်ပေးလိုက်တယ်ကွာနော်အာလီမှာ fat black တွေပါယူပေးလိုက်တယ်ဗျာလုံးဝအလားကြီးဗျာဒီမှာဆိုရင်ထပ်ပြီးတော့ကြီးလိုက်အဲ့မှာကူရှင်ဘာလုံးနေလဲသွေးဆက်လေးနဲ့လားစကီတူးလေးနဲ့ခုံပြီးတော့ရိုက်မလို့ဒီကောင်ကခြုံနေပြေးဝင်နေဆိုပေမဲ့လည်းပဲမလွတ်တော့ဘူးနော်ကိုရီယူထားတဲ့ position ကို show ကြည့်လိုက်မေ့လာတာနဲ့ဒီကောင်ကိုစောက်ခွက်ရိုက်ပြီးဒီကောင်နည်းနည်းကျွံပြီးဆိုတာနဲ့ဒီကောင်တန်းမျိုးဖြတ်ပေးလိုက်တယ်ဗျာလုံးဝအလားကြီးအပိုးတွေပြောနေရမဟုတ်ဘူးတခင်ကြီးဆန်းကတော်တော်လေးကိုမှကျန်းတာနော်တခင်ကြီးဆန်းရုံးဆော့မယ်ဆိုရင်စောင့်ရင်ကျန်းတယ်ဒီမှာဆိုရင်ဟန်နဘီဒီကောင်လေးလာလောက်တာရေးအောင်ရေးတာတယ်ကြီးကိုဟုတ်လားမင်းပထွေးလေးရှိတဲ့နေရာမဟုတ်တော့စိတ်မကောင်းဘူးပေါ့နော်ဒီမှာထည့်ပြီးတော့ကြည့်လိုက်ကိုရီယူထားတဲ့ position ကို show ကြည့်လိုက်နော်အမှန်ကန်ရင်အမှကြည့်အကောင်အနေနဲ့လင်းအောင်တက်ရှင်တော့လေစောက်ခွက်ရိုက်ပေးလိုက်တယ်ဗျာလုံးဝကျွမ်းစင် damage ကြီးဒီမှာဆိုရင်ကြီးလိုက်ဗျာအမှဟန်နဘီကတကောင်နေကျွန်တော်အနေနဲ့ AD 3ပြီးရိုက်ပေးလိုက်တာ damage ကတော်တော်ကြီးကိုမှနာတယ်နော် damage ကြီးကဒါနဲ့မလုံတော့သေးဘူးဗျာပေါ်လေးမှာကြီးကူရှင်နဲ့လင်းနဲ့ဖွန်ကြောင်ပြီးတော့အားချောင်ရင်းနဲ့ပဲဒီကောင်တွေကိုကျွန်တော်အနေနဲ့တန်းပြီးတော့တိတ်ပေးလိုက်တယ်ပေါ့နော်ဒီကောင်အနေနဲ့အားချောင်နေဆိုပေမဲ့လည်းပဲကျွန်တော်တော့မနိုင်ပါဘူးဟန်နဘီကတခင်ကြီးကိုမကြောက်မလန့်နဲ့ဒီကောင်အနေနဲ့လင်းကိုခဏတက်ရှင်နေတာအဲ့တော့ဒီကောင်ကိုစောက်ခွက်ရိုက်ပေးလိုက်ပြီဒီမှာကြီးဟန်နဘီ damage လည်းတွားပြီးတော့နောက်လို့မရဘူးဆိုပေမဲ့လည်းပဲတခင်ကြီးကိုတော့ဘယ်တော့မှနိုင်မှာမဟုတ်ဘူးပေါ့နော်ကိုဒီအနေနဲ့ကိုခွဲပြီးဆိုတာနဲ့တကောင်တန်းပြီးတော့ပြောင်းမယ်ဆိုတဲ့ကံကြမ္မာကြီးကရောက်ချလာတာဗျာတန်းပြီးတော့ကြည့်လိုက်မှ oh my god လင်းကိုစောက်ခွက်ရိုက်ပေးလိုက်တယ်ဗျာဝဲဟိပဲဂါဂျာဆွဲတာကြီးကအလားကြီးဗျာကြည့်အောင်3 man ကျွန်တော်စီမှာ AD mate မရှိဘူးအဲ့တော့ AD mate လေးကိုခဏစောင့်မယ်ကိုခွဲပြီးတော့ဒီကောင်လေးကိုအကုန်လုံးတန်းပြီးဝင်ရိုက်ပေးလိုက်ရဗျာနော်ဟန်နဘီကိုရပြီးတန်းပြီးတော့ပတ်တယ်ဘာလို့လဲဆိုတော့သွားပြီးတော့ဂျုံလို့မရဘူးနော်ဒီလိုမျိုးပြန်ပြေးလိုက်ပြန်ရိုက်လိုက်လို့ဆော့တာပေါ့နော်တခင်ဆန်းဆိုတာအဲ့လိုဆော့ရတယ်ဗျာတခင်ဆန်းလုံးပြောတာနော်တခင်ဆန်း EHG ဆိုရင်ဒီထက်ပိုပြီးတော့ကျန်းနိုင်လိမ့်မယ်အဲ့တော့ brother တို့အနေနဲ့တခင်ဆန်းလုံးဆော့ရတာကြိုက်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုကို like လုပ်ခဲ့ပြီးတော့ကျွန်တော်ရဲ့ channel ကိုလည်း subscribe လေးနဲ့ကူညီပေးခဲ့ကြအောင်ဗျာနောက်ဗီဒီယိုမှာဒီထက်ကျန်တဲ့ content လေးတွေထည့်ပြီးတော့လာမယ်ပေးတဲ့ညုတ်ကြီးတွေတယောက်ချင်းစီတိုင်းလည်းကျေးဇူးတင်တယ်ပေါ့နော်